ပြဿနာပဲအထောက်ဆိုနားပဲထောင်းလိုက်နားထောင်းလိုက်ထောက်လို့မရပါသေးရဲ့ ဘယ်မှာကျွန်တော်တော်လေးရ မော်ရမော်ရပါ ဒီကောင်တွေကမရဘူးဒီကောင်တွေကမရဘူး ရတယ် ဟုတ်လေလမ်းအေရီယာလိုပါဘောနော်အမှဆိုအနေက3လမ်းနဲ့2လမ်းဟို1လမ်းနဲ့2လမ်းအဲ့လို2လမ်းကြားကိုသွားပြီးဆော့ရမယ် ဒီလမ်း6လမ်းနဲ့9လမ်းနဲ့ အဲ့လိုကြီးငါပြေးဖို့မလို့ဆော့ရဆိုကဲဒီကောင်လိုက်ပြီ မကြီးနဲ့မကြီးနဲ့လိုရရင်မကြီးနဲ့ကျွန်တော်ပါလေအော်မကြီးနဲ့ ဟေးကွာမကန်နဲ့ အော်ကြီးနဲ့သူတို့မနေကိုယ်စကားနားထောင် ညရဲ့ကြီးမလုပ်နဲ့ ကိုရတယ်ရောပြော ဟောပြောရအောင်ရအောင်ထိုင် သူကနားထောင်နားကိုကြီးနေကိုမလို့ ကျွေးမင်းတို့လည်းမကြီးလို့ အမမတိုက်ကြီးလားမစကားအဲ့ဒါပဲတိုက်ကြီးလား ဟောပြောရအောင်ပြော ကြီးမလုပ်နဲ့ တော့ပြီးတော့ရောက်တယ်ထိုင် ဟမ် ငါပြောရအောင်ငါပြောရအောင်အော်ဒီကမင်းလိုက်ပြီကွာလိုက်လို့ရှိရင်ငါကတတ်မှတ်ထားတယ်ဟိုမင်းဒီအိုင်လေးအေးတိုင်းကြီးကနေဟိုလမ်းဟိုအုတ်ခုတ်အဲ့ဒီကိုမင်းလမ်းလျှောက်ပါပြီးကြမှာငါတို့လမ်းအဲ့မင်းသွားနေဒီမှာငါတို့ကဒီတင်းနဲ့3လမ်းလမ်းငါတို့ဖျက်မြို့လီလိုရက်သွားပြီ6သွားပြီကွာဒီအဲ့တင်း3လမ်းမှာငါတို့ရှိတယ်ကွာတင်းနဲ့3လမ်းမှာဒီရ2 3လမ်းမှာ ဘာလို့လီးပါလား ဟိုလေမှာပြောအဲ့ဒီမှာဒီကောင်ကအောင်တော့မှတင်လမ်းမှာလည်းဖြစ်ပြီကွာ2လမ်းမှာလည်းဖြစ်မယ်ငါလည်းကွာတင်လမ်းမှာအဲ့မင်းအဲ့တင်း3တင်းနဲ့3လမ်း3လမ်းပတ်ရှာမင်းတွေ့တာနဲ့ကွာអော်လိုက်ရုံပဲအော်မတိကောင်းကဆိုလမ်းအောင်လိုက်အဲ့ဒါအောင်တော့မှလိုက်ရပြီအဲ့ကြောင့်ရင်မင်းကဘုံတော့အောင်တော့မှမင်းအောင်တော့မှဆိုအဲ့ကြောင့်ရင်အောင်တော့မှဘယ်ကနေပဲပြန်လာမှာလဲအောင်တော့မှအဲ့လမ်းကနေပြီးတော့ဒီအုတ်ခုံလေးကိုပြန်လာမယ်ပြီးရမှအောင်တော့မှလိုက်ရှာမယ်လို့တယောက်အဲ့လိုဆော့တာတယောက်ပုံနေနေငါကွာ information ကွာညအခုဘလူးလိုင်းနေဘလူးလိုင်းလဲလေအဲ့လိုမျိုးကွာဆော့ရအောင်ကွာဟိုမှာကြောက်ဘလူးဆော့ဟိုမှာကြောက်ကွာအဲ့လိုပဲပတ်ဆော့ရတယ်အဲ့ဒါကတိုင်းတစ်မျိုးငါတို့စီမှာအဲ့လိုမျိုးရှိတယ်ဒါအဲ့ဒါကစိတ်မိလိုက်တယ်နဲ့မဟုတ်သူ့ဘုံတန်းလို့အစိမြင်တာသူ့ဘုံတန်းအစိမြင်တာ အဲ့ဒါမစောနဲ့ကောင်းဆုံးကြီးတည်းပြော လဲ မြို့လိုက်တော့ စိတ်ကို ဟောတယ်မဘောင်းစင်တိုးဒီကောင်နေရမရဘူး ဒီကောက်နိုင် ကောင်းစိတ်ကို အဲ့လိုမျိုးမလုပ်နဲ့အဲ့လိုမျိုးဆိုမကောင်း ရှောင်းရမှာ မင်းတို့ရန်ပြအောင်ကမသိဘူး တော့မြောက်မမြောက်လီ အဲ့တန်းရင်းတော့ရောကြ ဒါပေမဲ့ဘောင်းစင်အားကစားလည်းကောင်းပါတကယ်လို့စီးနေကန်နေဆို သူကဒေါသထွက်တယ်ကိုရရသူကအရင်2ယောက်တော့စိတ်ကြီးနေမှာဟုတ်တယ်တယောက်တည်းထိုးနေတာ မင်းတို့ကတခုကြီးကွာမင်းတို့ငါ့လို့အသက်ရမဟုတ်တော့ကွာမင်းတို့ကောင်နဲ့ဟိုပါဖြစ်တယ်နိုင်ရင်စိတ်ဘယ်လိုပြောရမလဲအရန်ပြင်းပြကောင်ကတချို့အရာပြိုင်အရန်ပြိုင်နေဟာဆော့လို့မရအောင်နည်းနည်းပဲဆော့ပါမှာဟော အေးအနာအနီကိုကြည့်ပါလေထမင်းပေါင်းမလာလီ ဟာကိုကိုရှောက်ပါ မထားရပါ ဟေးဘာလို့ဟိုဆောင်လဲ ထိုင်းစကား ဒီလိုလေအဲ့ဘိုးလုံးမှာကွာဒီလိုအချုံနဲ့နေပါတော့အဲ့တပတ်စီကိုအဲ့လူရ အဲ့ ပြီး ဘောလုံးဘယ်နာတော့ရအဲ့ဒီမှာမေးရမပူ ဟာအုံးကြီးကနေမှအများကြီး ဘရောမဲကတော့မင်းတို့လေ တပတ်စီကိုတပတ်စီကိုတိုင်းကျော်လိုက်ရတယ်ရ အမေရိကန်မှာ ကဘာကြီးဆော့မှာကဘာကြီးတိလားကဘာကြီးဆော့တော့အလဲမှာဆမလူမီဒီကန်နဲ့စီးထားပလိုက်ယောက်ျားလေးပဲဆော့ရအဲ့ဒီဟိုမှာကြီးဟိုမင်းတို့3အောင်တစ်ဖွဲ့ငါနဲ့ပူချင်းနဲ့ဒီကောင်နဲ့တစ်ဖွဲ့ဆိုရင်ပထမဆုံးအဲ့ဟိုဟာလောက်ရတယ်တိုက်စစ်ရင်ပွင့်ရတစ်ဖက်ကသိရမဟုတ်ဥပမာပြောတာတစ်ဖက်ကတိုက်စစ်ပွင့်ရအမဖုံးရမင်းအိုက်စီကိုတရင်တိုက်စစ်ပွင့်ပြီကွာဖုံးရမင်းအိုက်စီကိုဝင်ပြီးတော့မင်းတို့3ယောက်ရဲ့အသားပေါ့နော်1ယောက်ရဲ့အသားကိုမင်းတို့3ယောက်တဲ့1ယောက်ရဲ့အသားကိုထိပြီးဒီဘက်စီကိုပြန်မြင်နိုင်တတ်မှတ်ရတကယ်လို့အဲ့လိုမတီးပဲနဲ့ကွာသိလားဖုံးရမင်းကိုမင်းတို့ကဝိုင်းပြီးတော့ချုပ်ထားမယ်2ယောက်ကကျဖုံးရမင်းပြေးလို့မရဆိုဖုံးရမင်းထွက်တော့ပဲအားလုံးကတိုက်စစ်1ယောက်ရှုံးသွားပြီပေါ့ကွာစစ်သူကြီး1ယောက်ရှုံးသွားပြီအပြီးနောက်ပြီးငါလေလူတယောက်အဲ့နောက်သိရပန်ပြီးလို့ရှိရင်မင်းတို့လည်းအမှတ်ပြန်ပြီးတော့ဘယ်သူနိုင်လဲဆုံးခဲ့တာပပလေးဒါပေမဲ့အဲ့လိုကစားရင်မင်းတို့ရန်ဖြစ်မှာကျင်းနေငါမစုံဘူး ထိုးသေးလို့ အပိုင်းတင်းတဲ့နေစားတယ် ဒီကောင်မောရဲ့ကင်မရာတော့မောနေအနီရော ထိုး တော့ စီမှာမင်းမရဲ့လူတွေလို့ဘာလို့ စောက်ချောက် ထိုးသေးလို့ကျိုးလေတယ် ထိုးစီမှာလည်းမင်းထိုးစီမှာအဲ့ထမင်းစီဘာညာပဲချတာကွာသူကစားကွက်ချတာတယ်အဲ့လိုအဲ့ကစားကွက်တုန်းမင်းဟွာကြည့်ပြီးရောမကကြည့်ပြီးမှာဆက်ရန်နေအားရည်လေထောင်ရောက်နေစင်တာလေအဲ့ပြုံးဖြတ်ရတာလေအဲ့သဘောပဲထောင်ကြီးတွေ့ဆိုအဲ့သဘောလောက်တာမင်းရှင်းအောင်ပြောရတာ ကလောက်ကော်ပီ အဲ့တော့မင်းဖြတ်ရမှာအဲ့မှာလူတွေကမင်းကိုတားမှာထုတ်စီးမှာသိရမလားစီးမှာတပည့်အဲ့မှာမင်းကဟိုဘက်ပန်းနဲ့အလန်းဖြတ်ရမှာအဲ့လူတွေကိုမထိပဲနဲ့အဲ့လူတွေကမင်းသားကိုထိလိုက်တာ နောက်တော့ထပ်ပြန် နောက်တော့လည်းပြဒါတော့ဟိုစီးမြင်ပေါ့နောက်တော့ပြောပြ ဒီရောက်မလို့ဒီလေးဆို အဲ့ရမစောချင်မှာကွာမင်းလေးပြ ဘလို့ဆိုလေမ အဲ့ င်း ဒါတော့ခင်ဗျားတို့ပါလေ ဟိုဆိုမရော လေးလေးနဲ့ဆော့တာမှလူတိုင်းဆော့ ဟ တာ မ်မ ဆောလို့ရကွာဒါမစောချင် တ ဘူး ရုတ်နိုင်ငံဆိုတာကဘယ်လိုလဲခြေတော့ကတော့ဟိုညီတဲ့ဥစ္စာတွေကွာတရားအဲ့တက်တာဟိုလိုင်းတော့အဲ့လိုညီရတဲ့ကျုံးတာကမကြီးနဲ့လိုက်တာမင်းရ အဲ့ဒါရောကပတ်နဲ့ကျုံးနေမလို့ကပတ်နဲ့ကျုံးနေမလို့လीကျွန်တော်ဟိုနဲ့တော့ကျုံးနေရ ဒီဝိုင်းသားနေနဲ့ဟိုအောက်မှာပါဟိုညီလေးကတက်ထား ဟောအဲ့ဒါလေးမျက်လုံးမိတ်ပြီးတော့ဟိုကောင်ရိုက်ခိုင်း ဟိုအဲ့ဒါညနေကျုံးတာပြုံနေအဲ့ဒါ အဲ့ဒါနဲ့ကျုံးမဲ့သားပစုံးနဲ့ရရင်မကောင်းဘူးအတန်တော်နေရာမှာရေ ဟုတ်တယ် ပို့ ဘယ်လိုလဲပဲလုံးအောင်မင်းနာအောင်တော့ ပြီးတော့အတန်တော် ငါ အော် ပြော အားပဲလိုက်လား ဝေးအတန်တော်နေရာမှာ တို့အသက်ကြီးပိုင်းနဲ့ဒေါ်လာမထုတ်ဘူးအဲ့လိုမျိုးနာအောင်ရိုက်လေဗျအသက်ရင်းချက်သွားပြီမင်းတို့ကလည်းအောင်းတော့ရင်းချက်တရားမဟုတ်ဒီ
ဒီကောင်အသားနောက်လုံး तू ကဇောလာတော့သွားပြီအဲ့ကောင်မကျင်တော့အဲ့လိုပဲအဲ့ဒီကောင်မင်းအသားနောက်နဲ့ဒီကောင်မကျင်အဲ့မှာမင်းတို့အညိုးလေးနဲ့ရံပြမှာအပိုင်းတင်းနဲ့ဆက်သေးအဲ့ကစားနေမှာသား ပစုံးနဲ့ရပြီးတော့အတန်တော်တဲ့နေရာမှာလဲ အဲ့တော့ဟိုတော့ဟောဒီ လင်မယားတို့လည်းလားကွာမျိုးနဲ့လင်မယားတို့လည်း ခါရောက်ဒီဒီဖေးနေမလားအော်ယောက်ျားလေးလုံးပါဒီမှာမလား အဲ့တော့ဘယ်ကတော့ ယောက်ဒီမှာဒီအကောင်လေးအဲ့တော့ကယူရတယ်ဟောပါ မင်းမဟုတ်တဲ့ရှော့ပြော ကစားကွာဟိုပါလေဒီတော့အကွေးကြီးကဆိုရဘိုးလုံးဘိုးတဲ့ရ နေရာကဘယ်နာပဲတေး အိန္ဒိယကမအိန္ဒိယကကစားလေဒီတော့အ ဘာ ကွေး လို့ဘောတယ်ဟာဘောတော့ဆောက် ဟို ဆောက် အဲ့အကွေးကြီးကဟိုဒီအဝိုင်းပြလေအဲ့တော့ဒီလူကြီးဖွေးကြီးရတယ်လူကြီးရတယ် ငါပြောပြမယ်ဒီလို ဒီ စား က တာ ဘိုးတဲ့ရအဲ့ကစား မင်းကဘာကစားနေကြတာမလို့ပြော ဘုံမားတယ်အဲ့ဒါအဲ့လိုမစော့ ဘယ်လိုဆော့မှာ လင်မယားတို့လည်းကစား ဘယ်လိုနိုင်ကြတာ ရဲတခိုးလိုက်တော့ ဒီလို ကိုရဲတော့လိုက်ကြတာ ခိုင်းရတယ်ခိုင်းတယ်ဟိုမှာပြောတာ ဟာလေဟောရဲကိုလိုက်ဖမ်းနေအောင်ဗျာဘိုးလို့တာ ကျွန်တော်ဘယ်မှာ area မှာမဟုတ်ဘူးဗျာရှောင်းမဲရှောင်းဒီလမ်းပဲဒီပဲပြောဖို့ပါခင်ဗျာဆေးရတယ်အဲ့ပါ ဟော ငါးတော့မယ်ငါးတော့မယ် မပါဘူးလို့ပြောရိုးနေတာ အဲ့ဒီတည်တယ်ကိုရဲ မေးဖဲ့တာမေးဖဲ့တာမေးဖဲ့တာ ဟိုတော့ကျဲတဲ့ကောင်တော့ခေါ်လာပဲဒီအားစား ငါးတော့ ဟောကြော်ကြော်ဖွဲစီ ငါတော့ငါတော့မလဲရလူနိုင်တလား တီးရ လူမိုက်လေအချင်းလူမိုက် ဒီလိုမှ ငါတော့မလဲ ဆက်ပြောရမင်းနားတော့နားမလားပေါ့လား အဲမိုတီမိုတီ ပြောမင်းပြော လူတူကိုနားလိုက်ပြောရနော် ပြော ကိုအဲ့လိုမလုပ်နဲ့အများကောင်မလေးကြောက်ရှာလိုက် တော်လည်းကောင်းပါတော့ ဒါမစောတော့အဲ့ဘက်လဲလဲဟွာ စောတော့တော်လိုက်တော့နှဆိုင်မနဲ့မ ကောင်မလေးကြောက်ရှာလိုက်အဲ့ဒါ ဒါဘုံကြီးဝင်မှာဝင်းနဲ့ဝင်းချင်လိုက်ရင် အပြောနေတာတော့ ဒီလိုချပြီးချတွေ့သွားပါတော့ သူတို့ကရင်ဘုရားကောင်မလေးကောင်မလေးလဲပဲမင်းကောင်မလေးလည်းအားကောင်မလေးလဲ ငါ့ကိုမာယာကိုကြိုက်ပလိုက်ငါရှုပ်လို့ အဲ့ဒါခွေးတယောက်ကျပြီးကိုတော့မလို့သာသိနေတာ မာယာကိုကြိုက်မှာပါ ချာယူပါပရိုရှစ် ကိုယ်မိမနိုင်ငါပြောလိုက် ဘူးဆိုတော့မပေးဘူးသူများတော့လို့ဟုတ်တယ်မရအောင် ဟုတ်တယ်ရောမတရားလည်းဖြစ် အဲ့ဝေးပါလို့ ချာယူပါအဲ့ဒါကျွန်တော်ပြောရတယ် မရမ အောင်လာနေတယ် အာငါသူရောအောင်မယ်အေးသားပြီ ချာရင် စားပြီ တော့ စားပြီသား အောင် ပြီ လဲ သား မောင်းမောင်းတိုင်းပါရှိ တော့တားလို့တာမှန်ပါ့ ဘာဖြစ်လဲအော်မှန်းအောင်မမင်းခွေးရောက်ကြီးရဲ့ဘယ်သူကပြီးလို့မလဲ ဟုတ်ပါမင်း